စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တဲ့ကိုဘာလုပ်ရမယ်ဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသပ်တယ်ငါဘဝဘလို့တိုးတက်အောင်လုပ်ရမယ်စီးပွားဥစ္စာဘလို့တိုးတက်အောင်လုပ်ရမယ်ခုချိန်ကနေစပြီးစီးပွားဥစ္စာတိုးတက်အောင်ဘယ်ရွယ်လောက်ဆိုရင်ဘယ်အချိန်တွေမျိုးရောက်စေရမိမိလျော်ရော့နေလို့မဖြစ်ဘူးကိုယ့်ဘဝရဲ့အတိုင်းအတာပညာရှာလို့ရှင်လဲထို့တူပဲငါချိန်ဖြုံးလို့မရဘူးဘယ်ရွယ်ဆိုရင်ပညာလမ်းဆုံးရမယ်အဲ့ဒီပညာနဲ့စီးပွားကိုငါဘယ်လိုရှာမယ်ဒါလောကီဘက်ကစဉ်းစားလောကုတ္တရာဘက်ကကောင်းစားရေးဘက်ကကြည့်မယ်ဆိုရင်အေးငါတို့လူဘဝရလာတာဟာတိတ်ဘဝတော့ကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့ကံကောင်းလို့လူဘဝရလာတာ